Newcastle ဟာ Chelsea ရဲ့ငယ်နိုင်လား Esport ပိတ်တက်များအားလုံးပဲမင်္ဂလာပါအောင်မြင့်ရအောင်ပွဲတပွဲကောင်းပွဲရွေးချယ်မှုစီစဉ်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စနေည Premier League ပွဲစဉ်တွေထဲက Chelsea နဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်Chelsea တို့ Champions League မှာ PSG ကို3 ဂိုးပြတ်အရေးနှိမ့်ခဲ့တဲ့အတွက်ရေဘူးအဖြစ်ဒူးကြော့မှာပြန်လာနိုင်ဖို့မလွယ်ကူနိုင်တော့ပါဘူးပြည်တွင်း League မှာတော့ Champions League ဝင်ခွင့်မျှော်လင့်ချက်ရှင်တန်နေရမို့ပြည်တွင်း League ကိုပဲအားစိုက်ကစားလာမှာပါ Newcastle ကတော့ဘာစီကို1-1 တည်ရကြခဲ့တဲ့အတွက် Champions League ကွာတားဆင့်ကိုတက်လှမ်းနိုင်ဖို့မျှော်လင့်ချက်ရှင်တန်နေပါသေးတယ် Newcastle ဟာဒဏ်ရာပြဿနာတွေကြားကနေ Man U, Man City, Barcaယခု Chelsea တို့နဲ့တောက်လျှောက်ပွဲချက်တွေကစားနေရတာမို့ပွဲပန်းနေနိုင်တာကိုလည်းအထူးသတိပြုရမှာပါနေ့စဉ်အခမဲ့တပွဲကောင်းတဲ့မောင်းတွဲရွေးချယ်မှုတွေတင်ဆက်ပေးနေတဲ့ comment က Telegram Channel လေးကိုလည်း join ထားပေးခဲ့ကြပါဦးညီကိုတို့ရေဒီနေ့တင်ထိတ်တိုက်တွေ့ဆုံမှုကိုပြန်ကြည့်ရင် Chelsea အိမ်ကွင်းနောက်ဆုံး14ပွဲဆက် Newcastle နိုင်ပွဲမရှိခဲ့ပဲနဲ့ Chelsea က12ပွဲနိုင်2ပွဲတည်ရကြားခဲ့ပါတယ်တစ်ဖက်က Man U နဲ့ Villa တို့ကလည်းပွဲချက်ကစားဖို့ရှိတဲ့အချိန်မှာ Chelsea အနေနဲ့ Champions League ဝင်ခွင့်တေချာဖို့အတွက်ဆိုရင်ဒီပွဲကိုမဖြစ်မနေအနိုင်ကစားဖို့လိုအပ်ပါတယ်။ဒါကြောင့်အစင်လာရလည်းအပြတ်သက်အားတာနေတဲ့ Chelsea body ကိုပဲယနေ့ညအတွက်အောင်မြင့်ရတဲ့အောင်ပွဲဖြစ်ရွေးချယ်ပေးခဲ့ချင်ပါတယ်။ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ။